မင်းအောင်ကဘာမှလည်းမစားမတော့ပါဘူးအိတ်လည်းမအိပ်ရသေးပါဘူးအဲ့ဒါကဒီနည်းနဲ့ဆိုရင်3ရက်ရှိသွားပါပြီဖိုးစော်လေးရဲ့ဝိညာဉ်ကလည်းသူ့နာမှာတစ်ချိန်လုံးကပ်နေပြီးတော့ဖေဖေတားရီစားတယ်ဖေဖေတားကိုရေတိုက်ပါဖေဖေရီစားတယ်ဖေဖေတစ်ချိန်လုံးသူ့ရဲ့အနားနာမှာဖိုးစော်ရဲ့ဝိညာဉ်ကရေတောင်းနေပါတယ်မင်းအောင်ကလည်းဒီကလေးဝိညာဉ်ကိုဘလို့ကျွတ်လွတ်အောင်လုပ်ရမလဲဆိုတာသူစဉ်းစားလို့မရဖြစ်နေပါတယ်အမြဲတမ်းဒီအတန်ကိုကြားနေရတဲ့မင်းအောင်တယောက်ကတော့စိတ်အနှောက်အယှက်ဖြစ်ပြီးယူမတက်ခံစားနေရပါတယ်သူကသူ့ရဲ့နားကိုပိတ်ပြီးဒီအတန်ငါနားရဲဝင်မလာအောင်ငါဘလို့လုပ်ရမလဲငါဖိုးစော်ကိုလည်းမမြင်ချင်တော့ဘူးငါဘာမှလည်းမလုပ်နိုင်ဘူးငါတေးတာပဲကောင်းမယ်ငါဘာလုပ်ရမှာလဲဘလို့မှစဉ်းစားလို့မရဘူးငါတအားစိတ်ညစ်တယ်ဒီတိုင်းဆိုရင်ငါတေသွားလိမ့်မယ်တေသွားလေအေးရပဲကွာငါအရန်စိတ်ညစ်နေပြီသူကသူ့လက်နှစ်ဖက်နဲ့နားတွေကိုအသက်ကုန်ပိတ်ထားပြီမဲ့ကလေးရဲ့အတန်ကလည်းပျောက်မသွားပါဘူးပြီးတော့ဖိုးစော်လေးကသူ့ကိုတဟိဟိရီပြီးဘေးနားမှာထိုင်ကြည့်နေပါတယ်နောက်တော့မင်းအောင်ကအကြံတစ်ခုပေါ်လာတယ်သူအဝိစာတစ်ခုကိုရှာလိုက်ပြီးသူ့ရဲ့နားကိုစီးဖို့အကြံရသွားပါတယ်ဒါကြောင့်အဝိစာကိုကောက်ကင်ပြီးနားမှာစီးဖို့အကြံအစီနဲ့ကြည်နေတဲ့အချိန်မှာပဲအဝိစာကရုတ်တရက်မီးထလောင်มาတော့တယ်မီးလောင်နေတဲ့အဝိစာကိုကြည့်ရင်မင်းအောင်ကဒါဘလို့ဖြစ်ရလဲဘာလို့မီးထလောင်တာလဲငါကြံစီတွေကိုဖိုးစော်ကတိများတိနေရလားငါဘလို့လုပ်ရမလဲငါဘာမှလုပ်လို့မရဘူးငါဘာအကြမ်းမှလည်းမထွက်ဘူးသူဟာသူပြောရင်တော်တော်လေးစိတ်ညစ်နေပါတယ်သူလည်းဘာလုပ်ရမှန်းမသိတာနဲ့နားနှက်ဖက်ကိုပိတ်ပြီးစိတ်ညစ်ညစ်နဲ့အော်ဟစ်ငိုကြွေးနေတော့မှမီးကရုတ်တရက်ပြတ်သွားပါတယ်အဲ့ဒီအချိန်သူ့ဂရင်အောက်ကအတန်တန်ကိုကြားလိုက်ရတယ်အဲ့ဒါနဲ့သူလည်းအရဲစွန့်ပြီးဂရင်အောက်ကိုဖြည်းဖြည်းချင်းငုံကြည့်လိုက်တဲ့အခါမှာတော့ဖိုးစော်ဝိညာဉ်ကသူ့ရဲ့ဂရင်အောက်မှာဝင်းရမောက်အနေထားနဲ့သူ့ကိုကြည့်ပြီးဖေဖေတားရီစားတယ်တားရီတောက်ချင်တယ်တားကိုမတနာဘူးလားရီစားတယ်ရီတောက်ချင်တယ်ရီတိုက်ပါအဲ့လိုမျိုးဇက်တိုက်တွေအော်ဟစ်နေပါတယ်ပြီးတော့ကြည်ရင်နဲ့ဖိုးစော်လေးကလေးဘက်ထောက်ကြီးသူ့နာရောက်လာပြီးရီစားနေရလို့ပြောတယ်လေရီစားနေပါတယ်ဆိုဖေဖေရဲ့ဘာလို့နေရလဲတားကိုကြည့်နေရလားဟာလေအခုမှကြောက်နေရလားဖေဖေကတားရီစားရလေလူချင်းနဲ့ဆူတောင်းလိုက်လုပ်ပေးမှာပေါ့ဒါပေမဲ့ရီတိုက်လေဖိုးစော်လေးကပြောရင်နဲ့တဖြည်းဖြည်းတော်တော်လေးကြောက်ဖို့ကောင်းလာပါတယ်ဖေဖေကတားရီတောက်ဖို့ရင်မယူပေးဘူးလားတားတောက်ဖို့ရင်မရရင်ဖေဖေကိုတားတစ်ချိန်လုံးအော်နေမှာနော်ဖေဖေကတားကိုမတနာဘူးလားဇက်တိုက်ပြောနေတဲ့အတန်ကမင်းအောင်တော့တကယ်ကိုငရဲတစ်ခုလိုပါပဲမင်းအောင်လဲသွေးပြက်ခြောက်ချပြီးအော်ဟင့်ငိုကြွေးဖို့သာတတ်နိုင်မှာတော့တယ်တနေ့ပြီးတနေ့မင်းအောင်ရဲ့ဘေးနားမှာဖိုးစော်လေးရဲ့ဝိညာဉ်ကတစ်ချိန်လုံးကပ်ပြီးရေတောင်းနေပါတယ်ရီစားတယ်ရီတိုက်ပါရီရန်စားပါတယ်ရီတိုက်ပါဆိုပြီးသူ့ရဲ့ဘေးနားမှာတောက်လျှောက်ပြောနေခဲ့ပါတယ်အဲ့ဒါနဲ့မင်းအောင်လဲတခုခုတွေးနေတော့သူ့ရဲ့စိတ်ထဲကိုအတွေးတစ်ခုဝင်လာပါတယ်ဒီကလေးကိုရေတောက်ခိုင်းလိုက်ရင်ရောဘယ်လိုနေမလဲမသိဘူးသူကရေတောက်ချင်နေတာသူရေမတောက်လိုက်ရပဲသေသွားတာမို့သူ့ရဲ့ဆန္ဒမပြေခဲ့ဘူးထင်တယ်ငါသူ့ကိုရေယူပေးလိုက်ရင်ငါ့ကိုနှောက်ယှက်တော့မှာမဟုတ်ဘူးဆိုပြီးသူကအတွေးဝင်လာပါတယ်မင်းအောင်ကချက်ချင်းပဲမီးဖို့ကြောင်လေးကိုပြေးသွားခဲ့ပါတယ်ဖိုးစော်ရဲ့ဝိညာဉ်ကလည်းသူ့ရဲ့ကြောပေါ်မှာသူနဲ့တပါးတည်းကပ်ပါလာခဲ့တယ်အဲ့ဒါနဲ့မင်းအောင်လဲမီးဖို့ကြောင်ထဲမှာရှိတဲ့ဘေးစင်ကိုဖွင့်လိုက်တဲ့အခါမှာတော့ဘေးစင်ကရေကျမဲ့အစားသွေးတွေသာဒလဟောစီးကြလာပါတယ်ဟာဒါဘာတွေလဲရေပိုက်ကောင်းကနေရေမထွက်ဘဲနဲ့သွေးတွေထွက်နေပါလားဘလို့ဖြစ်တာလဲမင်းအောင်လဲလန့်ပြီးအဲ့ဒီနေရာကနေအိမ်ထဲကိုပြန်ပြေးဝင်ခဲ့ပါတယ်နောက်တော့အိမ်ထဲမှာရှိတဲ့ရေခဲတစ်တာကိုဖွင့်လိုက်တဲ့အခါမှာတော့ပိုပြီးထိတ်လန့်စရာကောင်းတဲ့မြင်ကွင်းတစ်ခုကိုတွေးလိုက်ရပါတော့တယ်အဲ့ဒီ
မြင်ဝင်ကတော့သွေးတွေအိုင်နေတဲ့ဖိုးစော်ရဲ့ခေါင်းပြက်ကြီးကသူ့ကိုကြည့်ပြီးတခစ်ခစ်ရီနေတာကိုသူတွေ့လိုက်ရတယ်။သူတော်တော်လေးကိုကြောက်လန့်သွားပြီမဲ့သူအဲ့ဒါကိုဂယုမဆိုင်နိုင်ပဲရေခဲတက်တာတွေကရေတက်မှုကိုပဲသူဆွဲထုတ်လိုက်တယ်။ကန်ဆိုးကျင်တော့အဲ့ဒီရေတက်မှုတွေကရေတွေကလည်းသွေးတွေအဖြစ်ပြောင်းသွားခဲ့ပါတယ်။ဒီမြင်ကွင်းကြောင့်မင်းအောင်ကသူ့လက်ထဲကရေတက်မှုကိုကျမ်းမြင့်မော်ကိုလွှတ်ပစ်လိုက်ပါတယ်။ရေဘူးကကွဲသွားပြီးတော့ကျမ်းမြင့်မော်မှာဖန်ကွဲစားတွေနဲ့သွေးတွေအပြည့်ပြန့်ကျဲကုန်มาတော့တယ်။မင်းအောင်လည်းနောက်ထပ်ရေဘူးတစ်ဘူးကိုထပ်စမ်းသက်ကြည့်မယ်ဆိုပြီးယူလိုက်တယ်။အဲ့ဒီနောက်မှာတော့သွေးအပြည့်ဖြစ်နေတဲ့ရေဘူးကနေရိုးရိုးရေအတိုင်းပြန်ပြောင်းသွားပါတယ်။ဒါကြောင့်မင်းအောင်ကချက်ချင်းပဲဖန်ခွက်ထဲကိုရေထည့်ပြီးဖိုးစော်ဝင်းညင်ရှိကိုကမ်းပေးလိုက်ပါတယ်။ထူးဆန်းတာကမင်းအောင်ပေးလိုက်တဲ့ရေခွက်ကိုဖိုးစော်ရဲ့ဝင်းညင်ကကင်လို့မရခဲ့ပါဘူး။ဖိုးစော်ရဲ့လက်ကမင်းအောင်ရဲ့လက်ကိုရောဖန်ခွက်ကိုပါဖောက်ထွင်းပြီးဖြတ်သွားပါတယ်။မင်းအောင်ကဒီအဖြစ်အပျက်ကိုကောကလေးဝိညာဉ်ကသူ့လက်ကိုထိလိုက်တဲ့အချိန်မှာအေးကနေဖြစ်သွားတဲ့ခံစားချက်ကိုခံစားလိုက်ရတာကြောင့်မင်းအောင်တယောက်ကသွေးပြတ်မတက်ဖြစ်သွားပြီးအကျယ်ကြီးအော်ဟစ်ခါအဲ့နားမှာရင်သတိလစ်သွားပါတော့တယ်။သူသတိပြန်ရလာတဲ့အခါမှာတော့ဖိုးစော်လေးရဲ့ဝိညာဉ်ကသူ့ရင်ဘတ်ပေါ်မှာလက်ထောက်ပြီးသူ့ကိုကြည့်နေခဲ့ပါတယ်။မင်းအောင်သတိရလာတာကိုသိတာနဲ့ဖိုးစော်ရဲ့ဝိညာဉ်ကကြီးစားရင်တာကိုရေတိုက်ပါပြပြတာကိုရေတိုက်ပါပြပြရေတိုက်ပါရေရင်စားရင်ဆိုပြီးအဲ့ဒီစကားကိုပဲထပ်တလဲလဲရေရွတ်နေပါတယ်မင်းအောင်ကလည်းတော်တော်လေးစိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်နေတာမို့လက်အုပ်ချီပြီးတားရဲ့အဖေကိုခွင့်လို့ပါအဖေမှားပါတယ်အဖေကိုခွင့်လို့ပါတားရဲ့အဖေဒီလိုတွေမလုပ်ခဲ့သင့်ပါဘူးအဖေလောဘလည်းမတက်မိသင့်ပါဘူးတားကိုတတ်မိတာအဖေတောင်းပန်ပါတယ်အဖေဘာလို့ဘာကံရမှန်းလည်းမသိပါဘူးတားရဲ့တားကိုရေတောင်းနိုင်အောင်လဲအဖေဘယ်လိုလုပ်ရမလဲတားကိုအဖေရေတိုက်လို့လည်းမရဘူးအဖေဘယ်လိုလုပ်ရမလဲအဖေယူတော့မယ်အဖေဘာမှစဉ်းစားလို့မရတော့ဘူးအဖေကိုခွင့်လို့ပါမင်းအောင်ကပိုးစော်ကိုအကြိမ်ကြိမ်တောင်းပန်ရင်းနဲ့သူ့စိတ်ထဲမှာအတွေးတစ်ခုပေါ်လာပါတယ်သူပေါ်လာတဲ့အတွေးကတော့ရတိကြီးပါပဲရတိကြီးကဒီပြဿနာကိုရှင်းပေးဖို့အတွက်အပြေတစ်ခုခုပေးနိုင်လိမ့်မယ်လို့မင်းအောင်စိတ်ထဲပေါ်လာပါတယ်သူလည်းရတိကြီးကိုရှာမယ်ဆိုပြီးအိမ်ကနေမီးရိမ်တစ်လုံးကင်ပြီးထွက်လာခဲ့ပါတော့တယ်အရင်ဆုံးမင်းအောင်ကရွာထဲမှာရှိတဲ့ရတိကြီးအပူဇော်ခံတဲ့နေရာမှာသွားပြီးရှာခဲ့ပါတယ်ဒါပေမဲ့သူရတိကြီးကိုမတွေ့ခဲ့ပါဘူးနောက်ဆုံးတော့မင်းအောင်ကသူ့သားဖိုးစော်ကိုရစ်ပူဇော်ခဲ့တဲ့ဂူကြီးထဲကိုဝင်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်အရင်ကတော့မင်းအောင်ကသူ့တကိုးအစွမ်းနေရတော့မယ်ဆိုတဲ့စိတ်နဲ့ဒီဂူကြီးထဲဝင်ခဲ့ပေမဲ့အခုတခါဝင်တဲ့အချိန်မှာတော့ဒီဂူကြီးထဲဝင်ရတာကအရင်ထက်အစပေါင်းများစွာပိုပြီးကြောက်ဖို့ကောင်းနေမှန်းသူသတိထားမိလိုက်ပါတယ်။ပိုးစော်လေးရဲ့ဝိညာဉ်ကလည်းသူနဲ့တလျှောက်လုံးကပ်ပါနေပါတယ်။သူလမ်းလျှောက်နေတော့မှပဲရသေးကြီးဥမာကမင်းအောင်မင်းရောက်လာပြီလားမင်းအောင်ကတော်တော်လေးအံ့ဩသွားပါတယ်။ရသေးကြီးကဘလို့ငါမှန်းသိနေရလဲမင်းရောက်လာပြီဆိုမှတော့လာထိုင်မင်းမှာငါ့ကိုမေးခွန်းတွေအများကြီးမေးဖို့ရှိမှန်းငါသိတယ်မင်းမေးချင်တာမေးငါအကုန်ဖြေပေးမယ်မင်းအောင်ကလည်းကျွန်တော်ဒီကလေးစီကနေလွတ်မြောက်အောင်လုပ်ပေးပါအဖကျွန်တော်ကိုကူညီပါပိုးစော်လေးကိုကျွတ်လွတ်အောင်လဲကူညီပေးပါအောင်အဖကျွန်တော်ဒီဒုက္ခတွေကနေလွတ်မြောက်ချင်ပြီကျွန်တော်ကိုကူညီပေးပါအဖရဲ့ကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်မှားခဲ့ပါတယ်ရတိကမင်းဟာငါကတိတ်ထီပေါက်နေတဲ့ပုဂ္ဂိုလ်တရားမဟုတ်ဘူးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကငါလည်းမင်းလိုပဲမင်းကရက်နှိမ့်ငယ်လောက်လေးစိတ်ဒုက္ခရောက်နေတာငါကတော့ဒီလမ်းပေါ်ရောက်နေတာနှစ်ပေါင်း80လောက်ဒုက္ခခံနေရတဲ့သူပဲဟိုးလွန်ခဲ့တဲ့အ
အနှစ်80တုန်းကငါလဲမင်းလိုပဲအရာအားလုံးကိုလိုချင်တတ်မှတ်ခဲ့တယ်ပျော်ရွှင်မှုတွေဥစ္စာစည်းစိမ်တွေအခြေအနေကောင်းတွေကိုလိုချင်ခဲ့တယ်ဒါကြောင့်မင်းလှုပ်ခဲ့တဲ့အတိုင်းငါလဲလှုပ်ဖူးခဲ့တယ်ငါကိုယ်တိုင်ကလေးတစ်ယောက်ကိုရစ်ပူဇော်ခဲ့တယ်ငါတို့ရွာကိုအလဲလာတဲ့ရသေးကြီးတစ်ပါးရဲ့တကိုးသိမ့်ထိစွမ်းအင်တွေကိုငါရချင်လို့သူ့စီကနီးတောင်းခဲ့တယ်အဲနောက်မှာတော့ကွာဒီကလေးကိုခေါင်းဖြတ်တက်လိုက်ပြီးအဲ့ဒီကလေးဝိညာဉ်ကငါနောက်ကိုတစ်ချိန်လုံးလိုက်နေတော့တာပေါ့အခုမင်းနောက်ကိုဟိုးစော်လေးလိုက်နေသလိုပေါ့ကွာသူကအချိန်တိုင်းငါအမားတွေကိုပြန်ပြီးတတိယအောင်လှုပ်ပေးနေတယ်ဒီချိန်စာကတကိုးသိမ့်ထီအတွင်နဲ့ငါကံကြမ္မာတွေကိုကြားရောက်လာခဲ့တာပဲငါစိတ်တက်ကြပြီးကိုတတ်တည်ဖို့ကြိုးစားခဲ့သေးတယ်ဒါပေမဲ့ငါကံကြမ္မာကတည်ဖို့မပါလာခဲ့ဘူးနောက်တော့ငါကတော်ထဲမှာသမင်းမစားဟင်းမစားရေလည်းမတောက်ဘဲနဲ့လဲနေခဲ့တယ်အဲ့ဒီချိန်မှာငါသတိလစ်သွားပြီးတော့တောထဲမှာနေတဲ့တလိษံတွေကငါခန္ဓာကိုယ်ပေါ်ကနေဖျက်လျှောက်သွားကြတယ်ပြေးချင်တော့ရသေးကြီးကငါ့ကိုတွေ့သွားခဲ့တယ်ငါလည်းငိုယိုပြီးသူ့ကိုအကူအညီတောင်းတော့သူကဒီတဆေးစီကနေလွတ်မြောက်ဖို့ဆိုတာမဖြစ်နိုင်သလောက်ပဲဒါပေမဲ့တရက်တော့မင်းကိုသူမမြင်နိုင်အောင်ငါလုပ်ပေးနိုင်နဲ့အဲ့ဒီနေ့ကတော့လာကွယ်နေပဲဆိုပြီးပြောခဲ့တယ်အဲ့ဒါကြောင့်ငါလဲငါရထားတဲ့တကိုးအစွမ်းနေနဲ့လာကွယ်နေဒီမှာလူတွေကိုကူညီပေးတယ်ဒါကငါလုပ်ခဲ့တဲ့အပြစ်တွေကိုပြန်ဖြေတဲ့ကြိုးစားအားထုတ်မှုတစ်ခုပဲမင်းလိုပဲအပြစ်မဲ့တဲ့ကလေးတစ်ယောက်ကိုတတ်ခဲ့တဲ့အပြစ်ကြွေးပေါ်ကွာဒီချိန်စာကမျိုးဆက်တစ်ခုပြီးတစ်ခုတယောက်ပြီးတယောက်လက်ဆင့်ကမ်းလာခဲ့တာဒီအမားမျိုးလှုပ်ပြီးတဲ့လူတိုင်းဘယ်သူမှလွတ်မြောက်နိုင်မှာမဟုတ်ဘူးမင်းအောင်ကအဖဒါဆိုရင်အဖလည်းလူတက်မှုကျူးလွန်ခဲ့တာပေါ့နော်ဒါပေမဲ့အဖလူပေါင်းများစွာကိုကူညီပေးခဲ့တယ်လေကျွန်တော်ကိုလည်းအဲ့လိုပဲကျေးဇူးပြုပြီးကယ်တင်ပေးပါအဖရဲ့ကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်ကိုကယ်တင်ပေးပါကျွန်တော်ကိုလည်းကူညီပေးပါအောင်အဖမင်းအောင်ကတောင်းမှန်နဲ့ရသေးကြီးဥမာကကိုတောင်းဆိုနေပါတယ်နောက်ဆုံးမှာတော့ရသေးကြီးကတပြင်းချလိုက်ပြီးကောင်းပြီလေဒီအကြောင်းကိုငါဘသူကိုမှမပြောပြခဲ့ဘူးဒါပေမဲ့မင်းကိုတော့ပြောပြလိုက်မယ်မင်းကိုဒီချိန်စာကနေလွတ်မြောက်အောင်လုပ်ပေးနိုင်တဲ့နီးလန်းတစ်ခုတော့ရှိတယ်အဲ့ဒီနောက်မှာရသေးကြီးကမင်းအောင်ရဲ့အနားနာကိုတစုံတစ်ခုတိုးလေးကပ်ပြောလိုက်ပါတယ်ရသေးကြီးပြောတဲ့စကားကိုကြားပြီးမင်းအောင်တယောက်ခဏတာမှင်သက်ပြီးတော့တုံလှုပ်ခြောက်ခြားသွားပါတော့တယ်နောက်ဆုံးမှာမင်းအောင်ကဘလို့နီးနဲ့ပဲဖြစ်သူဒီဒုက္ခတွေကနေလွတ်မြောက်ချင်နေပါပြီဒါကြောင့်ရသေးကြီးပြောခဲ့တဲ့အတိုင်းသူကလူတစ်ယောက်ကိုရှာဖွေဖို့အတွက်နေရကရွာရကလှည့်ပြီးခရီးထွက်ခဲ့ပါတယ်မင်းအောင်ကအခုချိန်မှာရသေးကြီးဥမာကလိုပဲရသေးမင်းအောင်ဖြစ်နေပါပြီသူသွားတဲ့တစ်လျှောက်လုံးမှာလဲပိုးစော်လေးရဲ့ဝိညာဉ်ကအမြဲတမ်းသူနဲ့အတူတူရှိနေပြီးကပ်ပါနေခဲ့တာပေါ့နှစ်ပေါင်းများစွာရက်ပေါင်းများစွာရှာဖွေပြီးနောက်ဆုံးမှာတော့မင်းအောင်ကလူတစ်ယောက်နဲ့တွေ့ဆုံခဲ့ပါတယ်အဲ့ဒီလူကလည်းမင်းအောင်လိုပဲတကိုးအစွမ်းနေကိုရားကျင်တဲ့သူတစ်ယောက်ဖြစ်ပါတယ်အဲ့လူရဲ့နာမည်ကတော့
စိုးကြီးပါရတိမင်းအောင်ကစိုးကြီးကိုဒီတကိုးအစွမ်းနေလိုချင်တဲ့အတွက်မေးခွန်းတချို့မေးခဲ့ပါတယ်မင်းမအိမ်အောင်ရှိလားခလေးရောရှိလားရတိမင်းအောင်ရဲ့မေးခွန်းနေကြောင့်စိုးကြီးကနည်းနည်းတော့ကြောင်တောင်ဖြစ်သွားတယ်ဒါပေမဲ့သူ့မှာခလေးရောအိမ်အောင်ရောရှိကြောင်းဖြေခဲ့တယ်အဲ့ဒါနဲ့ရတိမင်းအောင်ကလာမဲ့လားကွယ်နီးညမင်းရဲ့ခလေးကိုအစာအငတ်ထားပြီးငါနေတဲ့ဘူးပြက်ကြီးတဲ့ကိုလာခဲ့ပြီးတော့ခလေးကြိုက်တဲ့မုတ်တစ်ခုခုကိုလည်းတေချာပေါက်ယူလာခဲ့ပါဆိုပြီးမှားကြားလိုက်ပါတယ်လားကွယ်နီးညရောက်တဲ့အခါမှာတော့စိုးကြီးကသူ့ရဲ့သားလေးနဲ့အတူတူဘူးပြက်ကြီးရှိရာကိုလာခဲ့ကြပါတယ်ဒီຢာတွေအားလုံးကအရင်ကမင်းအောင်ဖိုးစော်လေးကိုမတက်ခင်ရလို့ပဲဖြစ်ခဲ့တဲ့အဖြစ်ပြက်တွေနဲ့တစ်ထပ်သေးတူညီနေပါတယ်စိုးကြီးရဲ့သားလေးကိုမြင်လိုက်ရတော့မင်းအောင်ကသူ့သားလေးဖိုးစော်မျက်နှာကိုပြန်ပြီးမြင်အောင်လာပါတယ်ခဏကြာတော့မင်းအောင်ကစိုးကြီးရဲ့ခန္ဓာကိုသွေးတွေပတ်ဖြန်းပြီးအစီရင်စလုပ်လိုက်ပါတယ်ရတိမင်းအောင်ကစိုးကြီးရဲ့သားလေးကိုမုတ်ထုတ်ကြွေးလိုက်ပါတယ်တနေ့လုံးဘာမှမစားပဲအစာငတ်ထားတဲ့ကလေးကမုတ်ကိုအငမ်းမရနဲ့စားနေခဲ့ပါတယ်အဲ့ဒီချိန်မှာပဲရတိမင်းအောင်ကစိုးကြီးကိုမင်းဒီတကိုးတွေကဘလို့ရလာလဲဆိုတာသိလားမင်းခလေးမုတ်စားပြီးလို့ရေတောင်းတဲ့အချိန်မှာခလေးရဲ့ခေါင်းကိုတစ်ချက်တည်းဖြတ်ပစ်လိုက်ရမှာအဲ့တော့မှမင်းအစွမ်းနေရလာလိမ့်မယ်ဒါပေမဲ့ဒါကကျိန်စာတစ်ခုပဲကွာခလေးကသေဝါပြီးရင်ဝိညာဉ်အနေနဲ့မင်းကိုတစ်ချိန်လုံးကပ်ပြီးဒုက္ခပေးနေလိမ့်မယ်မင်းလုပ်ခဲ့တဲ့အမှားတွေအတွက်မင်းနောင်တရနေလိမ့်မယ်ပြောပြီးဓာတ်ကိုကမ်းပေးလိုက်ပါတယ်စိုးကြီးကလည်းဒီစကားတွေကိုကြားပြီးကြောင်တောင်တောင်နဲ့အယူတယောက်လိုထိတ်လန့်နေပါတယ်သူဟာသူဘာလို့ရမှန်းလဲမသိပဲဓာတ်ကိုကြည်လိုက်ရတိမင်းအောင်ကိုကြည်လိုက်ဖြစ်နေပါတယ်ရတိမင်းအောင်ကတော့အဲ့ဒီအချိန်မှာအတိတ်ကအဖြစ်ပြက်အားလုံးသူ့မျက်လုံးထဲကိုပေါ်လာပြီးမျက်ရည်တွေစီးကျလာခဲ့ပါတယ်ပြီးတော့စိုးကြီးကိုငါဒီကျိန်စာကနေအဆုံးသတ်ချင်ပြီမင်းဒီတကိုးတွေကိုဘယ်တော့မှစိတ်ကူးမရင်နဲ့ငါလိုအဖြစ်ဆိုးမျိုးကြုံရလိမ့်မယ်အဲ့ဒီနောက်မှာတော့မင်းအောင်ကစိုးရဲ့သားလေးကိုပြုံးပြလိုက်ပါတယ်ပြီးတော့အဝေးမှာထိုင်ပြီးကြည့်နေတဲ့သူ့သားဖိုးစော်လေးရဲ့ဝိညာဉ်ကိုလည်းပြုံးပြလိုက်တယ်မင်းအောင်ကသားလေးဖိုးစော်အိမ်ညာကအဖေကိုနတ်ဆိုးတကောင်ဖုံးလွှမ်းသွားတဲ့သားလေးအဲ့ဒီနတ်ဆိုးကအဖေရဲ့လောဘတွေကြောင့်ပဲအဖေမင်းကိုတတ်ခဲ့တယ်ဒါပေမဲ့အဖေကမင်းကိုအယမ်းချစ်တာသားရဲ့အဖေရဲ့သားအရင်လေးတယောက်လိုငငယ်လေးကနေစောင်းရှောက်ခဲ့ရတာကြောင့်ငါသားလေးကိုငါအယမ်းချစ်တာအမှန်ပဲဒါပေမဲ့အဖေသားကိုတတ်ခဲ့မိရဲ့ဒါကြောင့်အဖေဂရိပေးရဲ့သားဒီနေ့ကစပြီးဘလို့အခြေအနေမျိုးမှဘသူမှထပ်ပြီးအသက်ခံရမှာမဟုတ်တော့ဘူးဒီနေ့ကစပြီးဘသူကမှဒီလိုအခြေအနေမျိုးထပ်ဖြစ်မှာမဟုတ်တော့လို့ဘသူမှအသက်ခံရမှာမဟုတ်တော့ဘူးပြောပြီးရနဲ့ရတိမင်းအောင်ကသူ့ရဲ့လေပင်ကိုသူဓာတ်နဲ့တစ်ချက်တည်းတီးချလိုက်ပါတယ်ခေါင်းကလည်းပြက်ထွက်သွားပြီးသွေးတွေအနှံ့မြေပြင်ပေါ်ကိုလွင့်စင်သွားခဲ့တယ်မင်းအောင်ရဲ့ခေါင်းကတော့ဖိုးစော်လေးရဲ့ရှေ့ကိုကျသွားပါတော့တယ်ဖိုးစော်လေးကလည်းအသက်မဲ့တဲ့သူ့အဖေရဲ့ခေါင်းပြက်ကြီးကိုကြည့်ပြီးမျက်ရည်တွေစီးကြကငိုကြွေးနေပါတော့တယ်ခဏကြာတော့ဖိုးစော်လေးရဲ့ဝိညာဉ်လဲအပီးတိုင်ပျောက်ကွယ်သွားပါတော့တယ်ရတေကြီးဥမာကမင်းအောင်ကိုပြောလိုက်တဲ့ဖြည့်ရှင်းနည်းကတော့မင်းအောင်ဒီကျိန်စာကတသက်လုံးပြီးမှမဟုတ်ဘူးမင်းငါလိုဘဝရောက်ပြီးမင်းလိုမျိုးတယောက်ပြီးတယောက်ထပ်ပြီးပေါ်လာအောင်မှာဒီဟာကိုအဆုံးသတ်ဖို့ကိုစတေးပြီးတက်သေးတဲ့နီလန်တစ်ခုပဲရှိတယ်မင်းလိုမျိုးလောဘကြီးရဲ့လူတယောက်ကိုရှာပြီးသူ့ခလေးကိုဘူးပြက်ကြီးရဲ့ခေါ်လာခဲ့ပြီးရင်ဒီအဖြစ်ပြက်အမှန်တွေကိုလူတွေသိအောင်ဖွင့်ချပြပြီးမင်းကိုမင်း
သက်သေလိုက်ရင်ဒါတွေကနောက်ထပ်ဘယ်တော့မှရှိလာတော့မှာမဟုတ်ဘူးဒါကြောင့်မို့မင်းအောင်ကဒီအဖြစ်ပြက်တွေထပ်ပြီးမဖြစ်ရအောင်သူ့ကိုယ်သူစတေးလိုက်တာပါနောက်ဆုံးမှာတော့လောဘကြီးရဲ့မင်းအောင်လဲကိုတက်တည်သွားပြီးပိုးစော်လေးရဲ့ဝိညာဉ်ကလည်းအေးချမ်းစွာအနားယူနိုင်သွားပါပြီဒီတကိုးနဲ့ကြိမ်သာဆိုတဲ့ horror story တွေကိုကြည့်ရှုအားပေးပြီးတစ်ခုခုပြောချင်တာရှိရင်ကွန်မန့်လေးမှာရေးပေးခဲ့ကြပါအောင်နော်နောက်ထပ်လည်းစိတ်ဝင်စားဖို့ကောင်းတဲ့ horror story လေးတွေအများကြီးတင်ဆက်သွားမှာဖြစ်လို့ဘာမှသူ channel လေးကိုအမြဲတမ်းကြည့်ရှုဖို့မမေ့ပါနဲ့အောင်နော်ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ရှိပါရရှင်